So အားလုံးမင်္ဂလာပါကျွန်တော်ကတော့ပိုင်မှာဒီနေ့မှာတော့ PUBG Update 4.1 မှာကျွန်တော်ရေခဲ skin နဲ့ကျွန်တော်တခြားပါတဲ့ English skin တွေနဲ့ emote skin တွေကို free find ထည့်တဲ့နည်းလမ်းလေးကိုလုပ်ပြပေးရမှာဖြစ်ပါတယ်လုံးဝကျင်းမဟုတ်ပါဘူးအဲ့တော့ဒီကတော့ file မထည့်ခင်ကျွန်တော်ရဲ့ in game ပဲဖြစ်ပါတယ် file ထည့်ပြီးသွားတဲ့အချိန်မှာကျွန်တော်ဘာပါမလဲဆိုတော့ဒီမှာတစ်ချက်ကြည့်လိုက်အောင် Okay ပထမဆုံးနေကျွန်တော်တို့ဒီမှာ AG မှာကျွန်တော် TDM player ရလို့ဒီအတိုင်းပဲဆိုတော့ဒီ AG ပါမယ်ဘောင်းမီကတော့ဒီကျွန်တော်တို့တော်တော်များများကြိုက်ကြတဲ့ဒီဘောင်းမီနဲ့အင်ဂျီတစ်ထည့်စီပါမယ်ဒါကကျွန်တော်ကအင်ဂျီမစုံနေလို့အင်ဂျီစုံနေချိန်ကျရင်ဒီထဲမိုက်တဲ့ဟာတွေ brother ရှိမှာပေါ်လာလိုက်မှာကွာဂန်ကကျတော့ကျွန်တော်က N4 ပျောက်ကြားစကင်မရှိတဲ့အတွက်ကြောင့်ဒီတနက်ယူရဲ့နေရာမှာ N4 လေးကပျောက်နေလိမ့်မယ် brother တို့ရှိမှာ N4 ပျောက်ကြားစကင်တာရှိခဲ့မယ်ဆိုရင်တော့ဒီနေရာမှာကျွန်တော်ရေခဲစကင်လေးပေါ်လာပါလိမ့်မယ်လောလောဆယ်ကျွန်တော်မှာပျောက်ကြားမရှိတဲ့အတွက်ကြောင့်ဒီ game မှာတော့ N4 မစစ်မရှိဘူး brother တို့မှာတော့ရှိရပါပြီဒီမှာဒါကဘောင်းမီပါကျွန်တော်အုတ်ထုတ်ကကျွန်တော်ဒီ Shanovi အုတ်ထုတ်ပဲဖြစ်ပါတယ်ဒါကကျွန်တော်ဒီအုတ်ထုတ်အနီအောင်လေးကိုစောင်းမယ်ဆိုရင်ဒီအုတ်ထုတ်လေးရမယ်ဂျိုးဝစ်ကလည်းကျွန်တော်လက်ဘူနဲ့နည်းနည်းဆင်ပါတယ်နည်းနည်းတော်တော်လေးလည်းလာပါတယ်ဆိုတော့ကျွန်တော်အခုဒါလေးရင်တောင်းလိုက်မယ်ပါဝင်မဲ့ emote တွေက brother ကိုတော်တော်လေးကိုမိုက်တယ်နော်တော်တော်လေးမိုက်တယ်ဘယ်လိုမိုက်လဲဆိုတော့ကျွန်တော်ပြမယ်ကျွန်တော်ဒီလေးပါညာတိုက်လို့ရကွာတငယ်ချင်းတွေပါတယ်ဒါပေမဲ့တငယ်ချင်းတွေပါညာတော့ပြလို့ရကွာဒါပေမဲ့တငယ်ချင်းဘက်ကတော့မမြင်ရဘူးအဲ့တော့ဒီလိုဒီမှာ emote တွေကဒါတွေဘယ်လိုတော်တော်လေးကိုမိုက်တယ်သုံးခုပဲပါလိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်က emote မစင်နိုင်ဘူးဒါကအကောင့်အတစ်ဆိုတော့ဗျာ brother တို့ရှိမှဒီတဲ့ပေါ်ရင်ပေါ်လိမ့်မယ်အဲ့တော့ဒီ file က no ban များဖုန်းတိုင်းကိုရတယ် MB ကလည်း20 GB ပဲရှိတယ်အဲ့တော့ဒီ file ကိုဘယ်မှာထည့်ရမလဲဆိုရင်ကျွန်တော်ခုပြလာတယ်ကျွန်တော်ဒီ Telegram channel မှာတင်ပေးထားပြီပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ Telegram ကိုလာခဲ့ပါအမှာ file ချပေးထားပါတယ်ဆိုတော့ file ထည့်နေလို့စလိုက်ကြအောင် let's go အရင်ဆုံးအနေနဲ့ကျွန်တော် Telegram channel ရဲ့ file ကို save to download လုပ်လိုက်ပါလုပ်ပြီးဇက်ကိုင်ပါတယ်ဝင်မယ်ကျွန်တော်တို့ download ရဲဝင်မယ်ပြန်ကျွန်တော် Telegram နဲ့ဝင်မယ်ဝင်ပြီးဒီမှာဒီ file လေးကိုကျွန်တော်တို့Azure hier ဖြီးလိုက်ပါဗျ password လုံးဝမလိုပါဘူးဒါပြီးကျွန်တော်တို့ sorry မှားပါလို့ဒီထဲကိုကျွန်တော်တို့ပြန်နှိပ်ရမှာမဟုတ်တစ်ချက်နှိပ်မယ်ဒီ file ကိုဖြီးပြီးသွားရင်ကျွန်တော်တို့ copy ဆိုတာကိုနှိပ်မယ်အပေါ်ကဘာလေးတွေကကျွန်တော် device story ကိုသွားမယ်ပြီးကျွန်တော် Android ထဲဝင်မယ် data ထဲဝင်မယ်ဝင်ပြီးတော့ကျွန်တော်ဒီမှာ PUBG တန်းဆန်းခေါ် IG ဆိုတာလေးရှိတယ်ကျွန်တော်အထဲကိုဝင်လိုက်ပြီဆိုတာနဲ့ brother တို့ဒီအောက်ကစာရွက်အပြန်လေးကိုနှိပ်လိုက်ဗျာနှိပ်လိုက်ပြီဆိုရပြီဒါဆိုရင် game ရထွက်ပြီးတော့ PUBG ရဲ့ကိုတန်းဝင်လိုက်ပါဒါဆိုရင်တော့ brother တို့ရှိမှာကျွန်တော်ခုနကကျွန်တော်ပြောတယ်လို့ N4 ပျောက်ကြား skin ရှိခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီရေခဲ skin ပေါ်မယ်ဒါမှမဟုတ် emote တွေပါရှိမယ်ဆို brother တို့ emote ပေါ်မှာပဲဖြစ်ပါတယ်တော်တော်လေးကိုလမ်းနေဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော် channel လေးကို like subscribe နှိပ်ခဲ့ဖို့မမေ့ပါနဲ့မေ့ရလူအားလုံးပဲခွေးတို့ပါပြီအားလုံးပဲတက်တာပါနောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံး bye bye